မိထားတဲ့ဥစ္စာမိုက်တယ်ပေါ့နော်အဲ့နာရူတိုရှေ့ရတဲ့ရာမန်စားနေတဲ့ဟာလေးရဲ့တမိုင်းကြောင်ပြောပြပေးဆိုတော့โอเคတမိုင်းကြောင်ဘာညာမျိုးထက်ပေါ့နော်ဒီအယုတ်ကလေးဒီကောင်လေးဆိုရင်ဒါကျွန်တော်တို့အခုအများစုလည်းသိမှာပါဒီကောင်အလီဘာဘာမှာလည်းရှိတဲ့အယုတ်ကလေးကျွန်တော်ဘာဖြစ်လို့ main စုလဲဆိုတော့အကြောင်းရင်းပြောမယ်ဆိုရင်ကျွန်တော်ခဏလေးဖွင့်လိုက်မယ်နော်ဒါလေးဆိုတော့ဒီကောင်လေးဆိုရင်ဒါသူတို့ဆရာတပည့်နေရောက်ရာမန်စားနေတဲ့ scene လေးပေါ့နော်အရန်လာတယ်ဗျာလှတယ်ဆိုတာထက်ဥမာနာရူဒီကျွန်တော်ပြောရဗျာလူတွေမှာငငယ်တော့ငါဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ကြီးလာရင်လုံးဝစိတ်သက်တွေကဆိုးသွားတဲ့ကောင်တွေရှိတယ်ဒါပေမဲ့နာရူတိုမှာလည်းသူ့ဘယ်သူမှချစ်တဲ့လူတိတ်အများကြီးမရှိဗျာဒါပေမဲ့ဒါသူ့ဆရာပေါ့နော်ဟိုသူငငယ်ကလေးကသူ့မှာဘာမှမရှိခင်ကလေးကအဲ့လိုအမြဲတမ်းအဲ့လိုခောက်ဆွဲကျွေးတယ်ကောင်းအောင်ထားတယ်ကြီးလာတော့မှဗျာဆရာကြီးဖြစ်တော့မှဝိုင်းမှားတာမဟုတ်ဘူးတကယ်0ဆိုတဲ့ level မှာစပြီး queue cycle လို့ကျွန်တော်တို့ဆိုမြင်တာနာရူတိုဒီအီရူကာလိုလူမျိုးမရှိရင်ပိန်းလို level အကုန်လုံးထတီးတဲ့ level ဖြစ်သွားနိုင်တယ်ဗျာတိလားစိုးသွားနိုင်တယ်ဒါဘာလဲဆိုsymbol လေးတစ်ခုပေါ့နော်ပြောရရင်တော့မြစ်တာပေါ့မြစ်တာတစ်ခုကလူတစ်ယောက်ကိုဘယ်လောက်ထိချိန်သွားလဲဆိုတာဖြစ်စေတဲ့ဟာဆိုတော့ကျွန်တော်အဲ့ကောင်ဆိုရင်ကြိုက်လုံးလို့ကျွန်တော်ရဲ့ GK စင်တွေရဲ့အရှိမာတင်ကိုဒီလို GK ကလက်ဆောင်ရတဲ့ style ပုံစံမျိုးလေးကျွန်တော်ချထားတာဆိုတော့တော်တော်လာပါတယ်အဲ့ရုပ်ကလေးmeaningful လည်းအရင်ဖြစ်တယ်အဲ့ဒါကြောင့်ထွက်တာနဲ့တမ်းပြီး KBT figure ကိုပြောတာတန်းတာပို့လိုက်ရောက်ပြီဆိုရင်တမ်းပြီးဝယ်တာအဲ့ကောင်ဆို